ကျောင်းမှာနာမည်အကြီးဆုံးမိန်းကလေးအပိုင်းတစ်လေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဟဲ့ဒီနေ့ငါကျောင်းသွားရမှာပဲငါကကျောင်းနောက်ကျတယ်ဘာမှမဖြစ်ပါငါကကျောင်းမှာနာမည်ကြီးဆုံးဆိုတော့အဲ့ဆိုရင်ငါကြီးအရင်ချိုးလိုက်အောင်မယ်တော့မယ်ဒီရှိုးပြီးသွားပြီဆိုတော့အဝတ်စားလေးလေးလိုက်အောင်မယ်โอเคအဲ့ဆိုရင်ငါမနေ့စားတော့စားလိုက်မယ်အလောက်ထားရှယ်ပဲငါကကျောင်းမှာနာမည်ကြီးတခုမလုံးရဘူးလုံးတော့လုံးရမှာပေါ့ဒါပေမဲ့ငါကရှမ်းတော့အောင်လုံးရအောင်မှာနာမည်ကျောင်းမှာနာမည်ကြီးရဆိုရင်အဲ့ဆိုရင်ငါကျောင်းလွယ်အိတ်သွားယူလိုက်အောင်မယ်ယူပြီးသွားရဆိုတော့လိုက်ကလေးတို့ချလိုက်မယ်โอเคလိုက်ကလောက်ရအလုပ်တလုပ်ဟဲ့โอเคအဲ့ဆိုရင်မြင်မြင်သွားမယ်ငါကျောင်းမှာလူတွေအနိုင်ကျင့်ရအောင်မယ်ကားနဲ့ပဲသွားလိုက်တော့မယ်အဲ့ကောင်မလေးကကျောင်းမှာနာမည်ကြီးတယ်လို့အနိုင်လဲကျင့်ရတာသူကကြော်ပါတယ်ကားပါကင်လေးကထိုးလိုက်အောင်မယ်โอเคထိုးပြီးတော့ဆိုတော့မယ်ဟူလူကြီးကကျောင်းရှိမှာပတ်သွားနေငါမျက်စိနှောက်လိုက်တာထားလိုက်ပါသူအလုပ်သူလုပ်โอเคသွားမယ်ဆရာမရောက်နေပြီပဲဆရာဝယ်ခွဲပြပါအော်အေးဆရာကလည်းဘာကြတဲ့နေမှမသိဆရာရှုပ်လို့ရတယ်မသိအေးသွားဟာငါကနာမည်ကြီးဆိုဘယ်သူဖြစ်သွားခိုင်းနေဟာဒီနားလေးမှာပဲပေါက်လိုက်တော့ငါကြောင်းသွားရမှာပဲရှင်းမြင်ရှိုးရမယ်ဆိုတော့ဆိုဒီနေ့ဖောက်ဝင်မယ်မနေ့ကမှစားတော့ဘူးအဲ့ဆိုမြင်တော့မယ်စိုက်ကလည်းပဲတော့မယ်စိုက်ကနဲ့တော့အဲ့လိုဖြစ်နေသွားမယ်โอเคမြင်သွားမယ်အေးဆရာမရောက်သေးဘူးဟာ
ငါအိမ်နာတက်တော့ကြာသွားပြီပဲမြင်သွားမယ်ဆရာမဝေခွင့်ပြုပါခုကောင်လေးရောက်နေပြီပဲဟိုကောင်လေးထားစမ်းဟုတ်နေအပြင်မှာတွားရက်လက်မြောက်ပြီဘာဖြစ်လို့လဲဆရာမငါ့နှုတ်ခိုးပြန်မပေးနဲ့နေကြောင်းနောက်ကြလို့သိပြီလားအကောင်လေးကရေရီထွက်နေရပေါ့ဆရာမငါအပြစ်တော်ပေးရပဲငါကြောက်စင်းရင်အိမ်နာကဆင်းခဲ့သေးတယ်ဟာဟိုကောင်လေးโอเคဆီယမဟိုမလို့မရဘူးတမီးကနမေကြီးဆိုမလို့နဲ့ဟာနီကအဲ့ဒါနဲ့ပဲတန်နေဟာအဆုံကအပြင်ထွက်ပြီးမုတ်စားမယ်ငါကနာမည်ကြီးဆိုအကြောင်းမှာတိတ်တယ်လို့လှုပ်လို့ရတယ်ဟာမုတ်သွားစားမယ်ဟာသွားမယ်အမဟိုးစားတဲ့ဝက်ပြီးအေးကောင်းလိုက်တာအမအဆိုကျေးဇူးနော်ပြန်လိုက်အောင်မယ်အေးငါเจ้าမှာနာမည်ကြီးအောင်တော့တခုတည်းဖြစ်လို့မရဘူးငါကိုဂယူဆိုင်ဖို့လူလိုတယ်အဲ့ဆိုအေးထဲပိုင်မလို့ဆိုဒီဆိုင်မှာတော့စားလိုက်မယ်အခုဟိုအလေးဟင်းဝယ်ပေးအေးကောင်းလိုက်တာငါမလေးထောက်ပဲကြံတော့ကျောက်ပြန်ပြီးဖို့ကောင်းကိုသွားစားလိုက်အောင်ငါဟာ Okay, eso tome. Jajaja.
ဟာဟာကိုတီရနေတော့မောလာမသိတော့ပြောလာဟဲ့သူဘာဝင်လောက်တာမသိဟုတ်လားယူနေပါမယ်ဟေးကောင်လေးမောနေပြီလားအုတ်ထုတ်ကြီးစောက်ထားတာအဲ့ဒါလောက်တာပူမှာပေါ့ကိုတီမောနေတော့လားဟာမြို့ကိုတနာမယ်မထင်နဲ့ဘယ်သူမှနေကိုတနာမှာမဟုတ်ကြောက်လဲစောစောမရောက်ဟဲ့ငါကနောက်ကြရဲဆိုတာငါကကျောင်းမှာမင်းကလေးထဲမှာငါကနာမည်အကြီးဆုံးဟုတ်လို့ငါခွင့်ပြုထားနေကနာမည်မကြီးဆိုတော့ဘာခွင့်ပြုမလဲနေကရှမ်းမတောင်း你家想到အမေ你ကမြန်စီယာကနေကိုအပြစ်တင်ထားမှနေကငါ့ကိုပြန်ပြောရဲပေါ့ဟမ်你对没你个娘ကြောင်းစင်းရှိ你ကအိမ်နာဆေးအောင်မလေးမိကလေးအိမ်တာနဲ့ရကြလေးအိမ်တာနဲ့ဟာဟာဟာတနာစရာလေးဒီဗီဒီယိုလေးကတော့အဲ့လောက်ပါပဲအဲ့ဆိုအဲ့လောက်ပါ